ကောင်မလေးကသူ့မျက်လုံးထဲကိုမျက်စင်းခတ်လိုက်တဲ့ခဏမှာပဲအတန်းထဲကလူတိုင်းကသူ့ကိုစိုက်ကြည့်နေကြတော့တာပဲသူ့မျက်နှာမှာတခုခုများပေးနေလို့လားဆိုပြီးဖုန်းထုတ်ကြည့်တော့လဲဘာမှဖြစ်မနေဘူးဒါပေမဲ့အားလုံးကသူ့ကိုပဲဝိုင်းကြည့်နေကြတော့ဆိုတော့သူ့ရန်ထိတ်လန့်သွားပြီးအတန်းထဲကနေပြေးထွက်လာခဲ့တယ်အပြင်ရောက်တော့လဲចောင်းသားတွေကသူ့ကိုပဲစိုက်ကြည့်နေကြတော့ပဲသူလည်းမနေနိုင်တော့ပဲအတန်းပေါ်နှစ်ယောက်ကိုဘာလို့ငါ့ကိုဝိုင်းကြည့်နေကြတာလဲလို့မေးကြည့်တော့နင့်ကိုဘသူကြည့်နေလို့လဲဆိုပြီးပြန်ပြောကြတယ်အဲ့ဒီတော့သူပို့ပြီးတော့တောင်ဇဝေးဇဝါဖြစ်သွားတာပေါ့သူเจ้าပြင်ကိုပြေးထွက်သွားတဲ့အခါလမ်းပေါ်ကလူတွေကလည်းသူ့ကိုပဲကြည့်နေကြပြန်တယ်အိမ်ရောက်လို့ TV ဖွင့်လိုက်တော့လဲ TV ထဲကလူတွေကပါသူ့ကိုစိုက်ကြည့်နေကြတာနောက်နေ့မနေ့ចောင်းသွားတော့သူများတွေရဲ့အကြည့်ကိုရှောင်ဖို့မျက်နှာကိုလက်နဲ့အုပ်ပြီးသွားနေတော့ကောင်လေးတစ်ယောက်နဲ့တိုက်မိပြီးမျက်စင်းဘူးလေးကျသွားတယ်အဲ့ဒီကောင်လေးကကောက်ပြီးတော့သူလည်းကျေးဇူးတင်စကားပြောပြီးထွက်လာခဲ့တာပေါ့ဒါပေမဲ့ခြေလမ်းနေငယ်လှမ်းပြီးတဲ့နောက်မှာအဲ့ဒီကောင်လေးကသူ့ကိုစိုက်ကြည့်နေတော့မဲဆိုတာသတိထားမိသွားတယ်သူလှည့်ကြည့်လိုက်တော့ကောင်လေးရဲ့မျက်လုံးထဲမှာလည်းမျက်စင်းတွေရှိနေတာကိုတွေးလိုက်ရတယ်ဆိုလိုတာကအဲ့ဒီကောင်လေးလည်းမျက်စင်းခတ်ထားတာပေါ့အဲ့ဒီတော့မှကောင်လေးကရှင်းပြတယ်ဒီမျက်စင်းကိုခတ်ထားတဲ့သူဆိုရင်ဘယ်သူမှလစ်လူရှုလို့မရတော့ဘူးလူတိုင်းကမကြည့်ပဲမနေနိုင်အောင်ဖြစ်သွားတာတဲ့ပြီးတော့ဒီမျက်စင်းရဲ့အာနိသင်က3နာရီပဲခံတယ်လို့လည်းသူကပြောသေးတယ်အဲ့ဒီအချိန်မှာပဲကောင်လေးရဲ့ဖုန်းထဲကနှိုးဆက်မိလာပြီးသူကမျက်စင်းပြန်ခတ်လိုက်ပြန်တယ်ကောင်မလေးကတော့တော်တော်လေးဝေခွဲမရဖြစ်သွားတယ်ဒီမျက်စင်းရဲ့အာနိသင်ကိုတိတိကြီးနဲ့ဒီကောင်လေးကဘာလို့73နေရတာလဲဆိုတာကိုပေါ့